ဒီ vlog လေးကတော့ဖန်ညစီသွားတော့ရှောက်သွားရှောက်စားခဲ့တဲ့ vlog လေးပါဘယ်ဆိုင်မှာဘာတွေစားခဲ့လဲဆိုတာကိုကျွန်တော်နဲ့တူတူလိုက်ကြည့်အောင်ငါးကိန်းတစ်ကောင်ဘယ်လောက်လဲငါးကိန်းတစ်ကောင်တစ်ကောင်ပဲဒါတစ်ကောင်ပဲဘယ်လိုရောင်းလာလဲမလဲ1800ပါ1800ခါလေးတွေကခုတ်တာကြော်တာဘွယ်တောင်း9000 9000တော့တောင်းနဲ့8000တော့အလူချောင်းပါမယ်ဆက်လာပါတယ်မန္တလေးကတောင်းကူတော့တောင်းနဲ့3000อ๋อရှင်ငန်းတီးရအောင်ဒါလေး marvelous ပါလေနေမနာတောက်လာခဲ့ flavor ပဲ nice ကိုတင်တာမရှိဘူး ပြုတ်ခါရတာပဲကြောက် sauce နဲ့စားခြင်းပါမယ်ရှာလူရတာတော့တော်တော်တက်တာနော်တော်တာကြောက်တော်600နဲ့မရအောင်နဲ့ပုံမှန်မျိုးအပေါင်းသိနေရပါအကျော်ပဲရအပေါင်းတော်ဆောင်အချင်းထုံးတဲ့တော်ဆောင်တယ်အတူမျိုးတွေလည်းဆုံးရောအရင်ကလည်းအရင်ကချက်တော့ဒီနေ့စားကြည့်ဆောဆေးရည်ဆောင်တယ်ကောင်းတယ်တော့ကောင်းတယ်မွန်ထောင်းလေးဆောင်တယ်တော်ကောင်းတယ်အခုမွန်ထောင်းလေးသိမစားဘူးအဲ့ပထမဆုံးချိန်တော့ဖြစ်မှာစားစားပဲမဲ့ဒီဆရာကွက်တိဖြတ်သွားအရသာတကယ်မှဲ့နေတဲ့အချိန်မှာစဉ်းစားကြည့်အောင်ဂျွင်းဒီတစ်လုံးတယောက်နဲ့9000ခွင့်လည်းဝယ်စားဖို့ဆိုတော့တော်တော်လေး okay နေအခုက share ပြီးထားရတော့ share ပြီးစားရတော့စားလဲစားရပြီးတော့ပတ်စံလည်းသိမကုန်တယောက်ကို1000ဆိုစားပြောတော့တယောက်အဝစားလို့ရတယ်ကွာဒီအရင်ကတော်တော်ကောင်းတယ်အဲ့ ready made ရတာလည်းမတူဘူးအင်းရှိရဟိုပါလေကိုကြီးရှိချို့ရည်လေအဲ့ရည်ရောတိုင်းအောင်တစ်ခုဝယ်လာတယ်သူက green tea ကိုမှဖဲသေးတယ်ဟိုအဲ့ပြောဘယ်မှာခောက်သက်ပြောပဲအရင်ဆက်လာလို့ပြော first time try ဘောပါဒီဘူးမစားဘူးလေတိတ်မစားဘူးဆောက်လို့ဆောင်းနေရအဲ့တိရှိလူရတဲ့ဒီလိုတွေနေနေရှိတယ်ဆိုတော့ကောက်ညမောင်းနဲ့တွဲစားလေးမရှိဘူးကွာဒါပေမဲ့ဒီမှာတွဲပြီးဟာ find ရအောင် find ဖို့စစ်ကြော်နဲ့ကောက်နေတယ်ဆိုထားတယ်အေးနေတော့လေမုန်းနေနေမျိုးပဲစစ်ကြော်နေကမခေါ်နေဘူးပြည့်အားစက်ကမပေးဘူးအဲ့ဒါဘယ်ကမလို့ဖျက်မှာလဲလက်နေပေးလိုက်ပါဟဲ့မဟုတ်လေဩ